ကြောင်ကိုမေ့စေပေးပြီးခွဲခန်းခုံအဝိုင်းကြီးပေါ်တင်တယ်လက်တွေရှည်တွေကိုလည်းကပတ်လိုမျိုးနဲ့ပက်လက်အနေအထားကားပြီးရှုပ်ထားတယ်ခွဲခန်းသုံးမီးစလိုက်တွေထိန်ထိန်လင်းနေတဲ့အောက်မှာနက်ပြရောင်ခွဲခန်းသုံးအဝတ်ကိုရှုံပေးထားတယ်လူကိုခွဲတယ်လို့မျိုးပေါ့အဖြူမကတော့မေးစေးအချိန်နဲ့မိနေပြီပေါ့ပိုးတက်ထားတဲ့ဖော့ဆက်တွေနဲ့လူလိုမျိုးပဲခွဲတာဒရစ်လက်ချိတ်ထားတယ်တိကုဆရာဝန်ကလည်းဘာရေးတကြီးဖုံးနေလားလည်းမသိဘူးခွဲနေတော့ဖုံးသုံးလေးကပြန်ဖြေပြီးပြောနေတာကကြရဲ့ခွဲနေတော့ဖုံးမပြောတင်ဘူးမလားအဲ့ဒါမျိုးတွေကမကောင်းဘူးပေါ့တချို့တိကုဆရာဝန်တွေကတိလိษံတွေကိုတခါသိမကျင်တာတယ်လို့ပဲမဖြစ်သင့်ဘူးပြင်စင်ခွဲစိတ်တာတနာရီလောက်ကြာတယ်ခွဲပြီးကြောင်ဖြူမလေးကအိပ်ပျော်နေသေးတာပေါ့ကြောင်ဖြူမကိုစောင်းလေးနဲ့ခလေးလိုပွေးပြီးကားနဲ့ပြန်ခေါ်လာရတယ်အိမ်ရောက်ပြီးနိုးလာတော့တရီးတရိုင်နဲ့မထနိုင်သေးဘူးကြောင်နေကအနာကျက်တာမြန်တယ်လို့တိကုဆရာဝန်ကပြောတယ်ညပဲကြညဦးပိုင်းကနေ2နာရီလောက်ထိအိမ်ကဆရာကကြောင်ဖြူမလေးကိုလူနာဆောင်လုပ်ပေးပြီးကိုကည2နာရီနောက်ပိုင်းကနေမနေ့အထိကြောင်ကိုစောင့်ပေးလိုက်တယ်ဆရာကမနေ့ကျသူ့အလုပ်ကိစ္စတွေရှိသေးလို့ညနေပိုင်းကိုပဲအိပ်ပျက်ခံလိုက်တယ်ကြောင်မလေးကအောက်ချထားရင်မနေချင်ဘူးသူ့ကိုကို့ပေါင်မော်တင်ပြီးချီထားရင်အိတ်တယ်တနာလို့ကို့ပေါင်မော်မှာမလှုပ်အောင်ဆောင်းလေးခင်းပြီးတင်ထားပေးလိုက်တယ်သူကကို့ပေါ်မှာအိပ်ပျော်နေပြီးကိုကကွန်ပျူတာသုံးနေလိုက်တော့မအိပ်ချင်တော့ဘူးညောင်းတာပေါ့မနေ့ကျကြောင်မကလမ်းဆန်းနေတယ်လို့ပဲစေကန်လဲချိန်ထားတဲ့အတိုင်းထပ်သွားပြတယ်တိကုဆရာဝန်ကဆေးထိုးပေးလိုက်တယ်ကိုကမလိုက်ဖြစ်ဘူးအေးရေးပြတ်ထားလို့အိမ်မှာပဲအိတ်ကြံခဲ့တယ်ကျောင်းမလေးကကြည့်ရတော့နေကောင်းမုံပေါ်ပါတယ်ဒါပေမဲ့အိမ်နောက်ဖက်ကိုပဲသွားနေတယ်သူ့အိမ်သာပေါ်တက်တယ်ပြန်ဆင်းတယ်အညစ်အကြေးတွေဘာတွေလည်းမစွန့်ဘူးရေတောက်တယ်အစားတစ်လုံးလောက်ပဲစားတယ်အိမ်နောက်ဖက်ကိုပဲခဏသွားနေတယ်တခုဖြစ်နေတယ်လို့ပဲလူစကားပြောတတ်ရင်ကောင်းမယ်ခုတော့မေးလို့လည်းမရညဘက်ကျနေမကောင်းတယ်လို့ဖြစ်နေပြန်တယ်အဲ့ဒါနဲ့နောက်နေ့မနေ့စောကိုစေကန်းထပ်သွားပြတယ်ကိုမလိုက်ဖြစ်ဘူးစေကန်းပြန်လာမှပူဆိုးလာတယ်အားစေးသွင်းပေးလိုက်တယ်တဲ့အဲ့နေ့မနေ့10နာရီလောက်ပဲဆက်ငင်ဖြစ်တော့တာအသက်ကယ်စီးတွေထိုးမရတော့ဘူးသူတည်သွားတယ်တကယ်တော့သူတည်တဲ့အကြောင်းကိုပြန်မပြောပြချင်ဘူးခုထိစိတ်ထဲမကောင်းလို့ပါကျောင်းမလေးတည်သွားပြီးမှအိမ်ကဆရာသတိထားမိတာကသူ့ကိုခွဲပြီးတဲ့ကစီးမသွားပဲ3ရက်လောက်ရှိသွားခဲ့တာကိုယ်လည်းမေးရတာပေါ့ကျောင်းဖြူမလေးစီးသွားတာတွေ့လားလို့ကိုလည်းမတွေ့မိဘူးလို့အဲ့ဒါကြောင့်သူခင်ဗျာအိမ်သာဘက်ကိုပဲသွားနေရှာတာကိုတနာစရာကောင်းလိုက်တာခွဲတော့ကသွေးထွက်များသွားလို့ကြောက်ကက်ထိသွားတာနေမယ်တကယ်ဆိုစီးသွားအောင်ဆေးထိုးလိုက်ရင်သူတေချင်မှတေမှာလူနဲ့ကြောင်ကကွဲပြားတယ်ဆိုပေမဲ့တိကုဆရာဝန်ကမေးတင်တာပေါ့အင်္ဂဆရာကနောက်နေ့ကျတိကုဆရာဝန်စီဖုံးဆက်ပြီးဒေါသထွက်နဲ့ပြောတာပေါ့ကျွန်တော်တို့ကြောင်လေးတည်သွားပြီစီမသွားလို့ဆရာဘာလို့တေချာမမေးမဆမ်းမဲပြီးစလွယ်လောက်တာလဲကြောင်ဆိုပေမဲ့ကျွန်တော်တို့မှလူလိုပဲသဘောထားတာပါဆိုတော့အဲ့တိကုဆရာဝန်ကဖြစ်ရှင်လို့ဖြစ်သွားတာပေါ့နော်စီမသွားတာနဲ့မဆိုင်ဘူးပေါ့လူလိုမဟုတ်ဘူးတဲ့သူစိတ်မကောင်းပါဘူးညာဘူးပေါ့ကြောင်ဖြူမလေးဆုံးတာမနေ့7နာရီဝန်းကျင်လောက်အဲ့ဒီနေ့ညဘက်အထိသူ့ကိုသူ့ဆောင်လေးနဲ့ခြုံပြီးထားတယ်ညဘက်ရောက်တော့သူ့ဘော်တွေကတောင့်လာတယ်တေးတာတေးကြပြီပေါ့ဆရာညနေတညနေလုံးအင်တာနက်မှာကြောင်နဲ့ပတ်သက်တာတခုရှာနေမှန်းသိတယ်။ဘာလို့နေလဲမမေးမိဘူး။ညဘက်ကျတော့သူ့ကိုပြစ်ရတော့မယ်လေ။ငိုရပြန်ပြီ။ဆရာကသူ့အမိရအမွှေးကိုကတ်ကြီးနဲ့ညှက်တယ်။နှာခမ်းမွေးတွေညှက်တယ်။ဘာလို့တာလဲလို့ကိုကမေးတော့တစ်ချိန်မှာကလုံးပုံတူပွားလို့ရင်လုံးလို့ရအောင်နဲ့သူအင်တာနက်မှာတွေ့တယ်ပုံလူပွားလို့ရတယ်လို့တဲ့ပ
ပြီးတော့ဆရာကသူ့ကိုသူ့ဆောင်လေးနဲ့ပတ်ပြီးသေချာထုတ်တယ်ပြီးတော့သူ့မှွေရာဆောင်လူဘေဘီတွေသုံးတာသူ့ကိုဝယ်ပေးထားတာတပည့်အစာခွက်ရေခွက်တွေအားလုံးမှာအိတ်ထဲထည့်ပြီးထုတ်ပေးလိုက်တယ်အပေါ်ကမှအေဖိုးစာရွက်မှာဆော့ပင်နဲ့ကြောင်သေးလို့ရေးပြီးတိတ်နဲ့အိတ်အပေါ်ကကပ်ပေးလိုက်တယ်မဟုတ်ရင်ဖွင့်ကြည့်နေကြမှာဆိုလို့ကောင်းရာဘုံဘဝမှာငြိမ်းငြိမ်းချမ်းချမ်းပျော်ပျော်ရွှင်ရွှင်ရှိပါစေအဖြူမလေးရေစီရင်ကားစီပဲသွားပေးလိုက်ရတယ်မြေတွေပါတွေမမြုပ်လိုက်ရဘူးလို့ကိုကပြောတော့ဆရာကတီးသွားမှတော့မထူတော့ပါဘူးလို့ပြောတယ်ပုံတူပွားတဲ့ကလုံးကြီးအကြောင်းအရင်ကကိုလဲကြားဘူးတယ်ရုပ်ရှင်တွေထဲမှာလဲလူတွေကိုပုံစံတူပွားပြကြတာလေဥပမာကိုဆိုကိုနဲ့ရုပ်ရောအမူအရာရောချွတ်ဆွတ်တူအောင် DNA molecules နဲ့ cell တွေကနေ genetic ယူတာမျိုးပေါ့နိုင်ငံခြားမှာတော့ animal တွေပွားတာအောင်မြင်တယ်လို့ကြားတာပဲအဲ့လိုပဲအရန်ချစ်ရတဲ့ခွေးလေးတွေကြောင်လေးတွေတည်သွားရင်သူတို့သခင်တွေကတည်သွားတဲ့ခွေးလေးတွေကြောင်လေးတွေနဲ့ပုံစံတူအကောင်မျိုးကိုပုံတူပွားယူနိုင်ကြမယ်ကြားဘူးတယ်ဒေါ်လာတောင်းတန်းရှိကုန်မယ်လွယ်လွယ်ကူကူတော့မဟုတ်ဘူးကြောင်ဖြူမရဲ့အမွှေးလေးတွေကိုလေးလုံးပလင်းလေးနဲ့ထည့်ထားတာခုထိရှိတော့မယ်နောက်ပိုင်းသိရတာကတော့အမွှေးတို့သွားတို့ကတဆင့်ကလုံးပွားလို့မရဘူးskin biopsy အရေးပြားအသားစာယူစစ်ဆေးခြင်းကမှတဆင့်ကလုံးပွားလို့ရတယ်လို့သိရတယ်ဒါပေမဲ့နည်းပညာတိုးတက်လာရင်တော့အမွှေးတို့ဘာတို့ကနေလဲပွားလို့ရရင်ရလာမှာပေါ့နော်ကြောင်ဖြူမလေးဆုံးသွားတော့အိမ်မှာလူတစ်ယောက်ရော့သွားတယ်လို့ပါပဲကြောင်ရောဘယ်တော့မှဘာကောင်မှမမွေးတော့ဘူးလို့စိတ်ထဲမှာအမှတ်ထားမိရဲ့ဆရာနဲ့ကိုတို့နှစ်ယောက်စီကန်းသွားထိုင်ပြီးပြန်လာလို့တကားဖွင့်လိုက်တိုင်းသူကတညောင်ညောင်နဲ့လာကြိုတတ်တာခုတော့အိမ်ပြန်ရောက်ရင်ရှောက်တွေ့ကြီးကိုတို့နှစ်ယောက်လုံး6လတစ်နှစ်လောက်တတိယတိုင်းဝမ်းနေနေရတယ်နှစ်ယောက်လုံးတိုင်ပင်မထားပဲစိတ်တူကိုယ်တူသူ့အကြောင်းပြန်မပြောကြဘူးကြောင်မဲကောင်လေးကလည်းအဖြူမကိုရှာတယ်သူလည်းတနာပါတယ်နောက်မိထားလိုက်ရတယ်တေးချင်းတရားဆိုတာကြီးကိုစဉ်းစားလိုက်ရင်လောကကြီးကဘာမှအတိတ်ပဲမရှိဘူးပြီးတော့လည်းပြီးသွားကြတာပဲတန်ရောစင်တွေ့ရတဲ့အရာတွေများလေဝမ်းနေရတာတွေပုံများလေပဲတရားတွေလည်းရပါတယ်